တရားဟောရင်းနဲ့တာယာနေတာငါအတန်ကောင်းလာကြီးလားပေါ့နော်လောဘတွေဖြစ်နေတာတရားနာတဲ့ပုဂ္ဂိုလ်ကလည်းဆရာတော်ရဲ့တရားအနှစ်ကိုမနာထောင်ဘူးအတန်ကိုနားထောင်တာဟာဆရာတော်အရင်ကောင်းတယ်ဘာလို့အတန်ကောင်းတာကိုပြောတာတရားကောင်းတာမဟုတ်ဘူးအဲ့တော့ဟောသူလည်းလောဘဖြစ်တယ်နာသူလည်းလောဘဖြစ်တယ်နောက်ဒိဋ္ဌာနုဂတိနောက်လာနောက်သားတရားအတုမှားသွားတယ်မြန်မာနိုင်ငံမှာအဲ့တခေတ်ရှိခဲ့ဘူးတယ်နော်ဓမ္မဂတိကဆိုရင်ဒီအတန်နဲ့ဟောရမယ်ဆိုတဲ့ခေတ်တခေတ်ရှိခဲ့ဘူးလားအဲ့တော့ကျုပ်ကိုတော်တွေဆိုရင်တရားဟောခြင်းတယ်အဲ့လိုအတန်မရွတ်တက်လို့ဆိုရင်တရားမဟောဖြစ်တဲ့ကိုတော်တွေရှိခဲ့ဘူးတယ်သာသနာမှာတစ်ခေတ်တစ်ခါရှိခဲ့ဘူးတယ်အဲ့တော့ဓမ္မဂတိကဆိုရင်ဒီအတန်နဲ့ဟောမှဒီလိုအတန်လောက်တိုင်ရမယ်ဆိုတော့အခုနောက်ပိုင်းပါချုပ်ဆရာတော်ကြီးလို့ပေါ်လာမှတော့စကားပြေစကားပြောနေနဲ့ဟောလို့ရတယ်ဆိုတဲ့ခေတ်တစ်ခေတ်ပြန်ပေါ်လာတာအရင်တော့တရားဟောရင်အတန်နေတန်တာဆွဲငင်ပြီးဟောရမယ်ထင်နေကြတာနိအဲ့တော့ကိုတော်လေးတွေခင်ဗျာတမင်တကအတန်လုတ်လေ့ကျင့်နေရတာတို့ကတရားဘောတက်ဖို့တော့အစိုးတော်တွေလိုပဲလေ့ကျင့်ရတာတို့ပါနော်ဦးစင်းလေးတွေခင်ဗျာတော်တော်သနာဖို့ကောင်းတယ်တချို့ဆိုရင်ဟိုရေအိုးထဲမှာဝင်ပြီးတော့လေ့ကျင့်တာတော့ရှိသေးတယ်တို့စင်အိုးထဲမှာခေါင်းဝင်ပြီးတော့လေ့ကျင့်တာတော့ရှိတယ်ဆိုတော့အဲ့လိုခေတ်တစ်ခေတ်ရှိခဲ့ဘူးပါတယ်ဒီနေ့ခေတ်အဲ့တော့ဘာကြောင့်ဆရာတော်ကြီးတို့ကျေးဇူးပေါ့နော်တရားဆိုတာစကားပြောလို့လည်းဟောလို့ရပါလားဆိုတာဖြစ်သွားတာပေါ့နော်ဆိုတော့ဒါကတော့အတန်ချီချီဟောတာဟာဝိနည်းနဲ့လည်းမညီသလိုတုတ်တန်သဘောတရားနဲ့လည်းအကုသိုလ်တွေဖြစ်တယ်ပြီးတော့မှသဘောတရားနဲ့အကုသိုလ်ဖြစ်တယ်နော်ဟုတ်နောက်တစ်ခုကဘောလုံးမွေးရဲ့ရဟန်းတော်တွေကြီးအဘက်တက်မှာတလားမရဘူးပေါ့နော်သူကကစားနည်းအမျိုးမျိုးကလေသူကကိုယ်တိုင်လည်းမကစားရသလိုကြည်လည်းမကြည့်ရဘူးသူကနစ္စဂီတာထဲမှာထည့်ထားတယ်နော်နစ္စဂီတာထဲမှာထည့်ထားတာအဲ့တော့ကစားနည်းအမျိုးမျိုးဒီကြည်လည်းမကြည့်ကောင်းကိုယ်တိုင်လည်းမကစားကောင်းဘူးနော်နစ္စဂီတာထဲမှာ